ဝဲရှိပြမြတ်သာသနာတွင်တို့တွတ်တွင်းချင်းရဲ့ပြုလုပ်ကြသည်မှာသာသနာတော်ရစသာသနာတော်ဤအမွေခံစစ်ဖြစ်ပေတာပိန်ဝင်တဲ့သားအမေသားတော်မမီရာလောကဓမ္မရာတာဖြစ်နေတော်လားပိန်ဝင်ဝါကအမေမျက်နှာလေးမျက်ရည်ဝဲလာအမေရင်ကိုဆုံးခံသွားမလားတာယဟန်လောင်ကိုကြည်ကတားမလဲစိတ်မဖြောင်းနိုင်ဘူးဗျာအမေနာလေအောင်ပြောပြမှာလောကုတ္တရာသာသနာသားမှာကိုလို့သာအမေကုတို့ရမှာအိမ်မှာမွေးတဲ့သားဓမ္မရာသားပေါ်အမေယာပိန်အတွန်းမှာမွေးတဲ့သားမှာယရနာသားဖြစ်လို့အလုံးမွန်မြတ်တာပိန်ဝေဝါကမငိုပါနဲ့တော့အမေပြုံးပြလိုက်စမ်းပါသာဝရပရိသာပင်အမေရသွားပြီလို့ပိန်စင်လောင်းကပြောစီပြီးလို့သာသာယာသာရုခေါ်ကြပါမြတ်ဗုဒ္ဓရှင်တော်ဟောကြားချက်ဒီမှာဒုလဘတရား၅ပါးအပမတိနာဘိက္ခုသံပါတိထဘုဒ္ဓဘာတော်ဒုလဘောလောကတမေအနုတ္တတာဘာဝဒုလဘောဒုလဘကရဏတံပတ္တိပပ္ပိစိတာဘာဝဒုလဘောတတ္တမသာဝနာအတိဒုလဘမိမိရင်၌ဖြစ်သောသားသမီးကိုဖြစ်စေသူတစ်ပါးရင်၌ဖြစ်သောသားသမီးကိုဖြစ်စေအံ့ဘောရှစ်ပြမြတ်သာသနာတော်တွင်တို့ချင်းတော်မူခြင်းဒီသာသာသနာ့ဓာရစ္စာသာသနာတော်၏အမွေခံအစစ်ဖြစ်ပါသည်လောကဓမ္မရာသာယရဏတို့လောကုတ္တရာသာယရဏတို့ကပိုပြီးမြတ်ပါသည်တိမ်မာမွေးတော်သားသည်ဓမ္မရာသားမြတ်တိမ်မာမွေးတော်သားသည်ယရဏသားမြတ်ပါသည်သာသနာတော်မှာသာယရဏတစ်ပါးရှိနေခြင်းသည်ထိုမိခင်ဖခင်ယဟန်တာကြီးကယဟန်တာကြီးကမှများတို့အတွက်သာဝရကုသိုလ်ဒေရာမူစိုက်ပို့ထားခြင်းနဲ့လည်းတူလာပါသည်တတ္တိယသံဃာယရဏတွင်ဥဆောင်အရှင်မဟာမောဂလိပုဒ္ဒတတ္တမထေရမြတ်က BC 330မှာမိကြားခဲ့ပါတယ်အမေဒါကြောင့်သာယဟန်လောင်းကိုတေဝဝတ်ပြုပါအမေဒါလည်းစိတ်ချောက်သွားရအောင်သာသနာ့အမိခင်ဖြစ်သွားတဲ့အမေမငိုပါနဲ့တော့အမေကိုဆွတ်လွတ်သွားတာမဟုတ်ပါဘူးလောကီဘောင်ကိုဆွတ်လွတ်သွားတာပါဒါကြောင့်တိမ်ဆင်းလာတဲ့သာယဟန်ကိုအမေအရင်ဆုံးဥစွာတိမ်ဆင်းလောင်းပြီးညုံကြီးနဲ့တာဟုခေါ်လိုက်စမ်းပါအမေရဲ့တာဟုခေါ်လိုက်စမ်းပါအမွေရှိပြမြတ်သာသနာတွင်တို့တွတ်တွင်းချီမြေပြုလုပ်ကြသည်မှာသာသနာတော်ရစသာသနာတော်ဤအမွေခံအစစ်ဖြစ်ပေတာတိမ်ဝင်တဲ့သားအမေသားတော်မမီရာလောကဓမ္မရာတာဖြစ်နေတော်ရာတိမ်ဝင်ဝါကအမေမျက်နှာလေးမျက်ရည်ဝဲလာအမေရင်ကိုဆုံးခံသွားမလားတာယဟန်လောင်ကိုကြည်ကအာမလဲစိတ်မဖြောင်းနိုင်ဘူးဗျာအမေနာလေအောင်ပြောပြမှာလောကုတ္တရာသာသနာသားမှာပို့လို့တာအမေကုလို့ရမှာအိမ်မှာမွေးတဲ့သားဓမ္မရာသားပေါ်အမေယာပိန်ရတော်မှာမွေးတဲ့သားမှာယရနာသားဖြစ်လို့အလုံးမမြတ်တာတိမ်ဝင်ဝါကအငိုးမျက်လုံးနဲ့အမေပြုံးမျက်နှာပါသာဝရပရိသာပင်အမေရသွားပြီလို့ပိန်စင်လောင်းကပြောစီတီးလို့သာသာယာသာရုခေါ်ကြပါ
ထိန်ဝင်းဝါလို့တာယဟန်ရှိလောင်းသိန်ဝင်မှာဥပစ္စေဆရာတော်များကပစင်းဖြစ်မဲ့အမိသားကိုယဟန်တော်လိုက်နာရမယ်ယဟန်တော်ကျင့်ဖို့ဩဝါဒကထာဟောကြားသံအမေလေးကြားတော်သိန်ဝင်ဝါမှာ